အခန်းတဲ့စိတ်စစ်တွေကြောင့်တည်ကောင်းစရာများအဘိဓမ္မာကိုလေ့လာတဲ့အခါပထမအဆုံးပရမတ္ထတရား၄ပါးကိုသိထားရပါမယ်ပရမတ္ထတရား၄ပါးဆိုတာကစိတ်စစ်တွေယုံနိဗ္ဗာန်တို့ဖြစ်ပါတယ်ပညာနဲ့ပရမတ္ထဆိုတာပရမတ်နဲ့အဋ္ဌံတပုတ်တွဲပြီးပရမတ္ထလို့ခေါ်တာပါအလွယ်ဆုံးကတော့တိကျတဲ့ဘာဝရှိတဲ့တရားကိုပရမတ္ထတရားလို့ခေါ်ပါတယ်ပရမတ်ဆိုတာကတော့ပါဠိလိုပရမတ္ထကမွေးစားယူလိုက်တာပါပါဠိလိုပရမတ္ထလို့ခေါ်တယ်မြန်မာလိုကပရမတ်လို့ခေါ်တယ်ဗေဒမာကိုလေ့လာတဲ့အခါပညာဆိုတာဘလို့တရားကိုခေါ်တယ်ပရမတ်ဆိုတာဘလို့တရားကိုခေါ်တယ်လို့သိရပါမယ်ပရမတ်ဆိုတာကတိကျတဲ့ဘာဝရှိတဲ့တရားတနည်းအားဖြင့်တကယ်အရှိတရားသူ့တဘောတရားကိုစက်ကြည့်လို့ရှိရင်တကယ်ရှိတယ်အဲ့ဒါပရမတ္ထတရားပါတကယ်မရှိတဲ့တရားကိုတော့ပညာလို့ခေါ်ပါတယ်ဥပမာယောက်ျားဆိုပါတော့ယောက်ျားဆိုတဲ့နာမည်ဟာတကယ်ရှိရလားတကယ်မရှိဘူးယုံနဲ့နံပေါင်းဆက်ထားတဲ့ပုံသဏ္ဍာန်ကိုယောက်ျားလို့ခေါ်လိုက်တာပါမိန်းမဆိုတာလည်းတကယ်ရှိတဲ့တရားလားတကယ်ရှိတာမဟုတ်ပါဘူးပုံသဏ္ဍာန်နဲ့ဝတ်စားဆင်ရင်ထုံးဖွဲ့မှုကိုကြည့်ပြီးမိန်းမလို့ခေါ်လိုက်တာပါယောက်ျားလေးတယောက်ဟာမိန်းကလေးလိုသပင်ရှိတနခါမိတ်ကပ်နှုတ်ခမ်းလေးတွေနဲ့အလှချဲပြီးထမင်းလေးအင်ကြီးလေးဝတ်လိုက်ရင်မိန်းမပုံသဏ္ဍာန်ဖြစ်သွားတာပါပဲအဲ့ဒီလိုရုပ်မျိုးပုံသဏ္ဍာန်မျိုးကိုမိန်းမလို့ခေါ်ရင်လည်းဖြစ်တာပါပဲအမည်ပညာဆိုတာပြောင်းလဲခေါ်ရင်ရပါတယ်ဒါပေမဲ့ရုပ်နဲ့နာမ်ကတော့ပြောင်းမသွားပါဘူးအဲ့ဒီတော့ပညာဆိုတာကတကယ်မရှိဘူးပြောင်းလို့ရတယ်တကယ်ရှိတာကတော့ရုပ်နဲ့နာမ်ပါပဲဒါကြောင့်မို့ရုပ်နဲ့နာမ်ဟာပရမတ်အစစ်ဖြစ်ပါတယ်ပရမတ္ထတရား၄ပါးမှာစိတ်နဲ့စိတ္တိကိုနာမ်လို့ခေါ်ပါတယ်ရုပ်ကတော့ရုပ်ပဲအတူကပြောတဲ့အခါခန္ဓာကိုယ်ကိုရုပ်နဲ့နာမ်လို့ပဲပြောပါတယ်ရုပ်နဲ့နာမ်ဆိုတာကတကယ်ရှိလို့ပရမတ္ထတရားယောက်ျားမိန်းမဆိုတာကနာမည်ပညာပဲခေါ်ခြင်းတို့ခေါ်လို့ရတယ်တကယ်ရှိတာမဟုတ်ပါဥပမာစာရေးစပွဲဆိုပါတော့စပွဲရဲ့ပင်ကိုရင်းကတက်သားပဲကျွန်းသားဆိုရင်ကျွန်းသားပေါ့အဲ့ဒီကျွန်းသားကိုစပွဲလုပ်လိုက်တဲ့အခါစပွဲလို့ခေါ်တယ်ကလထိုင်လုပ်လိုက်တဲ့အခါကျတော့ကလထိုင်လို့ခေါ်တယ်ကျွန်းသားကိုကလထိုင်လို့လည်းကလထိုင်လုပ်လို့ရတယ်စပွဲလည်းလုပ်လို့ရတယ်ကျောင်းဆောက်လို့လည်းရတယ်အိမ်ဆောက်လို့လည်းရတယ်အဲ့ဒီလိုပညာဆိုတဲ့တရားတွေကတကယ်ရှိတာမဟုတ်ဘူးလူတွေကသမုတ်ပြီးတော့အားလုံးကခေါ်လိုက်လို့ရှိရင်အမည်ပညာတစ်ခုခုတွင်သွားတာပါပဲအဘိဓမ္မာကိုလေ့လာလိုက်တဲ့အခါတကယ်မရှိတာနဲ့ရှိတာကွဲသွားပါတယ်ယုံနဲ့နံတို့ကတော့ရှိတယ်တရဝါတို့ရဲ့ခန္ဓာကိုယ်မှာဆိုရင်ယုံနဲ့နံတစ်ခုကတော့ရှိမှာပဲမိန်းမလည်းယုံနဲ့နံပဲယောက်ျားလည်းယုံနဲ့နံပဲတိရစ္ဆာန်ဖြစ်တဲ့ခွေးတွေကြောင်တွေဝက်တွေလည်းယုံနဲ့နံပဲပုံသဏ္ဍာန်ကွဲသွားတော့လေးပဲထောက်ပြီးသွားရင်ခွေးကြောင်စသဖြင့်ခေါ်လိုက်တာပါပညာတွေကတော့ပြောင်းသွားတာပဲယုံနံကတော့တကယ်ရှိတဲ့အရှိတရားနာမည်မဲ့ထားတာတွေကတကယ်မရှိတဲ့တရားပရမတ်ပေါ်မှာနာမည်အမျိုးမျိုးမဲ့လို့ရတာပဲအဘိဓမ္မာလေ့လာမယ်ဆိုရင်ပညာနဲ့ပရမတ်ကတော့ကွဲသွားမှာပါယုံနဲ့နံလည်းကွဲသွားမှာပါအဘိဓမ္မာကိုလေ့လာတဲ့အခါစာတွေကိုစဉ်းစားမယ်အစားကိုယ်ခန္ဓာကိုစဉ်းစားကြည့်ရမယ်ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုတွေကိုသတိထားကြည့်ရင်အဘိဓမ္မာတစ်ပုဒ်ကိုလေ့လာနေတယ်လို့ဆိုနိုင်ပါတယ်အဲ့ဒီတော့ခန္ဓာကိုယ်ကိုကြည့်လို့ရှိရင်လူဆိုတဲ့ခန္ဓာကိုယ်ထဲမှာသိတယ်ဆိုတဲ့သဘောတရားလေးတစ်ခုရှိတယ်အဲ့ဒီသိတယ်ဆိုတဲ့သဘောတရားကိုစိတ်လို့ခေါ်ပါတယ်သိတယ်ဆိုတဲ့သဘောတရားလေးထဲမှာပဲစိတ်ရဲ့စိတ္တရဲ့ဆိုပြီးထပ်ခွဲသွားတယ်တကဘာလုံးမှာရှိတဲ့တရဝါအားလုံးရဲ့စိတ်တွေကိုရေတွက်လိုက်လို့ရှိရင်ဗုဒ္ဓအဘိဓမ္မာသဘောအရစိတ်ဟာ89ခုပဲရှိတယ်လူတွေရဲ့ခန္ဓာကိုယ်ထဲမှာတာမန်ပြောရင်စိတ်89ခုပဲနောက်တော့မှတဖြည်းဖြည်းခွဲပြပါမယ်လူတွေရဲ့ခန္ဓာကိုယ်ထဲမှာစိတ်ပေါင်း89ခုဆိုတာဆံရတဲ့ပုဂ္ဂိုလ်တွေရောအရိယာပုဂ္ဂိုလ်တွေရောပုထုဇဉ်ပုဂ္ဂိုလ်တွေရောပုဂ္ဂိုလ်အကုန်ပေါင်းလိုက်တော့မှစိတ်89ခုရှိတယ်လို့ဆိုတာပါရိုးရိုးလူတွေမှာတော့စိတ်89ခုမရှိပါဘူးစေတသိက်အရေးအတွက်ကတော့52ခုပဲရှိတယ်အဘိဓမ္မာမှာစိတ်နဲ့စေတသိက်ကိုဒီလိုမူချလိုက်ပါတယ်ရုပ်တွေကလည်းမိန်းမရုပ်ယောက်ျားရုပ်ခွေးရုပ်နှက်ရုပ်မြမရုပ်ဘလောက်များနေရုပ်ကိုအကုန်လုံးပေါင်းလိုက်ရင်ရုပ်28ခုပဲရှိတယ်နိဗ္ဗာန်ကတော့တစ်ခုတည်းပါအဘိဓမ္မာကခက်တယ်ဆိုပေမဲ့ဒီစာအုပ်ကိုကြည်ရင်ညင်အခြေခံလေ့လာပြီးသွားရင်ပိဋက3ပုံကအဘိဓမ္မာနဲ့ဆိုင်တဲ့တဘောတရားနဲ့ဝါဟာရတွေကိုနားလည်သွားနိုင်ပါတယ်ဗိဓမ္မာဝါဟာရတွေကတိချာလေ့လာမထားရင်နားမလည်နိုင်ပါလေ့လာထားရင်တော့အဘိဓမ္မာနဲ့ဆိုင်တဲ့စာတွေကိုတဘောကျလာပါမယ်အဲ့ဒီတော့စိတ်89ခုစေတသိက်52ခုယုံ28ခုနိဗ္ဗာန်ဆိုတဲ့ဝါဟာရလောက်ကိုလေ့လာထားမယ်ဆိုရင်အဘိဓမ္မာအခြေခံရပါတယ်အဲ့ဒီစိတ်စေတသိက်ယုံနိဗ္ဗာန်တွေကစေတသိက်ကိုရှင်းလင်းသင်ပြသွားပါမယ်စိတ်နဲ့စေတသိက်လူတော်များများကစိတ်နဲ့စေတသိက်ကိုမကွဲကြဘူးစိတ်နဲ့စေတသိက်မှာလူအများစုသုံးနေတာကတော့စိတ်ကိုပဲသုံးတယ်စေတသိက်ကိုမသုံးကြဘူး
မင်းစိတ်ကငါသိပါတယ်ငါအင်မတန်စိတ်ကြီးတဲ့လူတစ်ယောက်ပဲဒီလူကတော့စိတ်ကောင်းရှိတယ်ဒီလူကတော့စိတ်ကောင်းမရှိဘူးအဲ့ဒီလိုစိတ်ကိုပဲပြောနေကြတယ်စေတသိက်ကိုတော့ကောင်းတယ်မကောင်းဘူးလို့ဘယ်သူမှမပြောကြဘူးစေတသိက်ဆိုတဲ့ဝေါ်ဟာရကမြန်မာစကားထဲမှာမရှိပါဘူးအမှန်ကမြန်မာစကားအစစ်လည်းမဟုတ်ပါဘူးစိတ်တဆိုတဲ့ပါဠိစစ်စစ်ကိုမြန်မာကမွေးစားပြီးတော့တာဝန်းဖို့တလုံးဖြက်ကတာတက်လိုက်ပြီးစိတ်လို့ခေါ်တာပါတကယ်တော့စိတ်ဆိုတဲ့ဝေါ်ဟာရကိုမြန်မာလိုဘာသာထပ်ပြန်မယ်ဆိုရင်နားမလည်တော့ဘူးအဲ့ဒီစိတ်ဆိုတဲ့ဝေါ်ဟာရကိုမြန်မာတွေကနားလည်ပြီးသားကိုဖြစ်နေပါတယ်ခန္ဓာကိုယ်ထဲမှာရှိတဲ့အတ္တိတရားကိုစိတ်လို့ခေါ်ပါတယ်နာမ်လို့လည်းခေါ်ပါတယ်အဘိဓမ္မာမှာတော့စိတ်ရောစေတသိက်ရောနှမျိုးလုံးပါအောင်နာမ်လို့သုံးလုံးပါတယ်လူတိုင်းသိနေကြတဲ့စိတ်ဆိုတာကလူရင်းကတော့သိတတ်တဲ့သဘောတရားပဲလူဟာသိတယ်ဆိုလို့သိတယ်လို့ဆိုတာစိတ်ရှိလို့သိတာပဲစိတ်မရှိဘဲနဲ့ရုပ်ချီးတက်ဆိုလို့ရှိရင်မသိတတ်ဘူးလူတည်သွားတဲ့ခါကျတော့စိတ်မရှိတော့ဘူးရုပ်ချီးကြံရက်ခဲ့တယ်အဲ့ဒီတော့တည်တဲ့ရုပ်နဲ့မတည်ခင်ရုပ်ဟာစိတ်ရှိတာမရှိတာဒါပဲတူတယ်စိတ်ရှိတော့ငါသိတတ်တယ်သူ့သွားကင်ရင်ကင်တယ်လို့သိတယ်ဆဲရင်ဆဲတယ်လို့သိတယ်မတည်ခင်ရုပ်ကြီးမှသိတတ်တဲ့သဘောတရားရှိတယ်စိတ်ကိုမီးသင်းကြိုလို့မရပါရုပ်ကိုယ်တာမီးသင်းကြိုလို့ရပါတယ်စိတ်ကချုပ်ပြောက်သွားတယ်အဲ့ဒီတော့စိတ်ဆိုတဲ့သိတတ်တဲ့သဘောတရားပဲဘာကိုသိတတ်တာလဲအာယုံကိုသိတာအာယုံဆိုတာမြန်မာစကားလားအာယုံကိုသိတတ်တယ်ဆိုတော့အာယုံဆိုတဲ့ဝါဟာရဟာမြန်မာစကားအစစ်မဟုတ်ပါဒါပေမဲ့အာယုံဆိုတာရူပယုံတတ္တယုံကန္တာယုံရတ္တယုံဖောဓဘယုံဓမ္မယုံလို့လူတိုင်းကပြောနေကြတယ်အာယုံဆိုတဲ့ဝါဟာရကအာရမဏဆိုတဲ့ပါဠိကနေပြောင်းလာတာဆိုတော့မြန်မာကမွေးစားယူလိုက်တာပါပါဠိစကားဆက်ကအာရမဏကိုအာယုံလို့မြန်မာမူပြောင်းလိုက်တယ်စိတ်ကဘာတွေသိလဲအာယုံကိုသိတယ်အာယုံကဘာလဲဆိုတော့မဲတယ်ဖြူတယ်နီတယ်ဝါတယ်လှတယ်ချောတယ်အယုတ်ဆိုးတယ်ဒါအစင်းကြီးပဲမြန်မာလိုကအစင်းအရောင်မျိုးမျိုးကိုစိတ်ကသိတယ်စကားပြောလိုက်လို့ရှိရင်အတန်ကောင်းတယ်မကောင်းဘူးဆိုတာသိတယ်အတန်ကြားလို့ရှိရင်ဒီအတန်ဟာတကိုးရှိတဲ့အတန်ပဲတကိုးမရှိတဲ့အတန်ပဲဒီအတန်မျိုးဟာဂျဘိုးအတန်ပဲပညာရှိအတန်ပဲလို့ခွဲပြီးတော့သိတယ်ဒါကတော်တော်လိုက်စားမှသိတာပါတချင်းဆိုရင်ဘယ်ဆိုတော်ကအဆိုကောင်းတယ်ဘယ်ဆိုတော်ကအဆိုမကောင်းဘူးလို့သိတယ်အာယုံဆိုတာအကုန်ပေါင်းလိုက်တော့စိတ်ရဲ့သိစရာရုပ်နာမ်ပညာတွေဟာအာယုံပဲအနံ့ဆိုတော့ကောင်းတဲ့အနံ့မကောင်းတဲ့အနံ့မသိဘူးလားသိတယ်စိတ်ရိုးရိုးကဒီနံ့ဟာကောင်းတယ်ဒီနံ့ဟာမကောင်းဘူးဆိုတာသိတာပဲအရာတာကိုစားကြည့်လိုက်မယ်ဆိုရင်ဒီအရာတာဟာကောင်းတယ်မကောင်းဘူးဆိုတာသိတယ်သိတာကစိတ်အရာတာကအာယုံအတွေ့အထိကောထိကြည့်တယ်ဆိုလို့ရှိရင်နှုညံ့တယ်မနှုညံ့ဘူးဆိုတာသိတာပဲဒီအတွေ့အထိဟာလည်းအာယုံပဲစိတ်ရဲ့သိစရာများကိုအာယုံလို့ခေါ်တယ်ဒီအစင်းအတန်အနံ့ရတာအတွေ့အထိတို့ကလွဲပြီးတော့လူမှာသိစရင်ဒီပြင်ဘာကြံသေးလဲကြံသေးတယ်တွေးသောစရာဓမ္မယုံရူပယုံတတ္တယုံကန္တာယုံရတ္တယုံဖောဓဘယုံဆိုတဲ့ဒီအာယုံ၅ပါးကတော့ရုပ်တွေကြီးပဲအဲ့ဒါတွေဟာသိစရာပဲမျက်စိမိတ်ပြီးတော့ကိုယ်ဘာသာကိုတရားထိုင်ပြီးတော့တွေးတဲ့အခါမှာအဲ့ဒီစိတ်ထဲမှာအာယုံတွေပေါ်မလာဘူးလားဥပမာအဘိဓမ္မာကိုတွေးတယ်ဆိုလို့ရှိရင်အဘိဓမ္မာဆိုတဲ့စိတ်တွေစေတသိက်တွေဟာအာယုံပြန်ဖြစ်လာတယ်ဒီစိတ်ကတော့ဒီလိုသဘောတရားရှိတယ်ဒီစေတသိက်တွေကတော့ဒီလိုသဘောတရားရှိတယ်လို့တွေးပြီးတော့စိတ်ကူးနေတဲ့အခါမှာအာယုံကဘာတွေဖြစ်နေလဲဒီစိတ်ဒီစေတသိက်ရုပ်ဆိုတဲ့ယုံနံတရားတွေပညာတရားတွေအကုန်လုံးမနှောထဲမှာပေါ်လာပြီးတော့ထင်လာတယ်မနှောထဲမှာထင်လာတဲ့ဒီအာယုံတွေကိုဓမ္မယုံလို့ခေါ်တယ်အဲ့ဒီတော့စိတ်ဆိုတာဟာအာယုံကိုသိတတ်တဲ့တရားအာယုံဆိုတာကအစင်းရဲ့အတန်ရဲ့အနံ့ရဲ့အရတာရဲ့အသွေးအထိရဲ့တွေးတောစရာများရဲ့စိတ်ရဲ့သိစရာဒီ6ခုကလွဲပြီးလို့မရှိတော့ပါဘူးမြတ်စွာဘုရားရဲ့စိတ်ပဲဖြစ်ဖြစ်ဘယ်ပုဂ္ဂိုလ်ရဲ့စိတ်ပဲဖြစ်ဖြစ်စိတ်ရဲ့သိစရာကတော့ဒီ6မျိုးပဲရှိပါတယ်အဘိဓမ္မာဆိုတာကဒီလိုပိုင်ရတယ်အာယုံဟာ6ပါးပဲရှိရမယ်တပါးထားထဲစရာရှိတဲ့ရင်အဲ့ဒီအဘိဓမ္မာဟာမမှန်ဘူးခုခေတ်မှာတော့ကဘာဟာထုတ်ကျင်းပေါက်ဖြစ်နေတယ်ကဘာအောင်မာရူပါယုံတတ္တယုံကန္တာယုံရတ္တယုံဖောဓဘယုံဓမ္မယုံဒီ6ခုကလွဲပြီးတော့စိတ်ရဲ့သိစရာမရှိတော့ပါနောက်ထပ်ဘာမှထည့်စရာမရှိပါဘူးပါရဂူတယောက်ကထည့်စရာရှိသေးတယ်လို့ဆိုရင်အဲ့ဒီအဘိဓမ္မာဟာမားတယ်မိမိတို့ကမရှိတဲ့အကြောင်းဖြစ်ရှင်းနိုင်ရမယ်အဘိဓမ္မာနဲ့စီးပွားရေးအဘိဓမ္မာမတတ်ပေမဲ့စီးပွားရေးဓမ္မတွေကလူတွေရဲ့စိတ်အကြိုက်လိုက်ပြီးတော့အစင်းမျိုးမျိုးတွေတည်ထွင်ကြတယ်အဝတ်ထည်တွေကိုအစင်းမျိုးမျိုးပြောင်းလုပ်ပေးကြတယ်စိတ်ရဲ့တဘောကိုတီးတော့ရူပါယုံစိတ်ယုံကြီးတွေတစ်မျိုးပြီးတစ်မျိုးတည်ထောင်နေကြတယ်ရူပါယုံစိတ်ယုံတွေနဲ့အများကြီးချမ်းသာနေတဲ့လူတွေဟာအဘိဓမ္မာတတ်တည်ဖြစ်စေမတတ်တည်ဖြစ်စေလူ
လူတွေရဲ့စိတ်ဟာအစဉ်မျိုးမျိုးကိုကြိုက်နေတဲ့တဘောကြတယ်ဆိုပြီးတော့ရူပါယုံအတွက်စိတ်ယုံတွေအမျိုးမျိုးတိဆောက်ကြတယ်တတ္တာယုံအတန်မျိုးမျိုးတွေအတွက်လည်းရေဒီယိုကက်ဆက်ရုံမြင်တန်းကြားဆက်သိခွေဓာတ်ပြာစသဖြင့်စက်ရုံအမျိုးမျိုးဆောက်ပြီးစီးပွားရေးတွေရှာကြတယ်ခန္ဓာယုံအတွက်လည်းရေမွေးတို့ပေါင်တာတို့အလှကုန်အမျိုးမျိုးလောက်ကြတယ်စိတ်ကြိုက်လိုက်ပြီးတော့ခန္ဓာယုံဆိုတဲ့ရေမွေးတို့ပေါင်တာတို့လောက်တဲ့စက်ရုံမျိုးမျိုးတွေနဲ့တထေးဖြစ်နေကြတယ်လူတွေမှာရေးကြီးဆုံးကအာယုံ6ပါးထဲမှာဘယ်အာယုံကရေးကြီးဆုံးလဲရတ္တာယုံကရေးကြီးဆုံးပဲရူပါယုံအစင်းမျိုးမျိုးမရှိလဲနေလို့မရဘူးလားအတန်မျိုးမျိုးမရှိလဲအနံ့မျိုးမျိုးတွေမရှိရင်လည်းနေလို့ရပါတယ်အရာရာဆိုတာကတော့အာယုံ6ပါးထဲမှာရေးကြီးဆုံးပဲအဲဒါကြောင့်အစားအသောက်အရာရာမျိုးမျိုးကိုထုတ်လုပ်တဲ့စက်ရုံမျိုးမျိုးတွေတိစောက်ထားကြတာပေါ့လက်ဖေးဆိုင်တစ်ဆိုင်ဆိုင်ကထူးထူးဆန်းဆန်းအစားအသောက်တွေရောင်းတယ်ဆိုလို့ရှိရင်လူတွေကသွားစားကြတာပဲဆိုင်ရှင်ကတလအတွင်းစီးပွားရေးတွေတက်သွားတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့စိတ်ရဲ့တဘောကိုကြည့်ပြီးအရာရာမျိုးမျိုးတွေကိုတီထွင်ပြီးလှုပ်တတ်တဲ့ပညာကြောင့်ဖြစ်ပါတယ်ဒါဟာအဘိဓမ္မာရဲ့တဘောတရားပါပဲဒါကြောင့်အဘိဓမ္မာတတ်လို့ရှိရင်စီးပွားရေးလည်းလှုပ်ရပါတယ်နိုင်ငံရေးလှုပ်လည်းရပါတယ်ဘယ်ကိစ္စမျိုးမဆိုအဘိဓမ္မာကိုသုံးချလို့ရပါတယ်အဘိဓမ္မာဟာနိုင်ငံရေးစီးပွားရေးလူမှုရေးလှုပ်တဲ့ဒီခေတ်လူငယ်လူရွယ်တွေရဲ့အသွေးခေါ်အသိပညာကိုဖြည့်စွမ်းပေးနိုင်ပါတယ်အဘိဓမ္မာတတ်ထားတော့လမ်းမှန်မှန်မူမှန်မှန်အသွေးခေါ်အယူဆမှန်မှန်နဲ့စီးပွားရေးနိုင်ငံရေးဘာသာရေးမျိုးစုံလုပ်တဲ့နေရာမှာအခြေခံကောင်းတွေရှိလာနိုင်ပါတယ်အဲ့ဒီတော့ဖောထားပိုင်ယုံအတွက်လည်းအတွေ့အထိတွေသူ့ထက်သူနှူးညံ့အောင်သူ့ထက်သူကောင်းအောင်ဖောထားပိုင်ယုံဆက်တွေအမျိုးမျိုးတည်ထောင်နေကြတယ်ဓမ္မယုံအတွက်တော့ဝတ္ထုစာအုပ်တို့တရားစာအုပ်တို့စာအုပ်စာပေစာနယ်စဉ်လုပ်ငန်းမျိုးမျိုးဆိုပါတော့ဝတ္ထုစာအုပ်ကြတော့ရူပါယုံဆိုလဲဟုတ်တာပေါ့လေစကလုံးလေးတွေကရူပါယုံတကယ်တော့စလုံးလေးတွေနဲ့ဘာမှမဆိုင်ပါဘူးစာရေးဆရာရဲ့စိတ်ကုန်းစိတ်တန်းနောက်ကိုစာဖတ်တဲ့လူကိုဆွဲဆောင်ပြီးသူ့ကလောင်ကခေါ်သွားနိုင်အောင်ရေးထားတာကိုဒီလိုရေးလိုက်တယ်ဆိုလို့ရှိရင်စာအုပ်ကိုလက်ကချလို့မရအောင်ဆွဲဆောင်နိုင်တယ်ဒီလိုဓမ္မယုံမျိုးမျိုးတွေနဲ့စီးပွားရေးရှာလို့လည်းရတာပါပဲအဲ့ဒီတော့စိတ်ရသိစရာတစ်ကဘာလုံးမှာလုံနေတဲ့အလုပ်တွေပဲကြည့်ကြည့်လုပ်ငန်းစဉ်တွေပဲကြည့်ကြည့်ဒီအာယုံ6ပါးပဲရှိတာပါဒါကြောင့်မို့စိတ်ရဲ့သဘောတရားဆိုတာအာယုံကိုသိတတ်တဲ့သဘောတရားအာယုံဆိုတာရူပါယုံတတ္တယုံခန္ဓာယုံရတ္တယုံဖောဓဘာယုံဓမ္မယုံဒီအာယုံ6ပါးပါပဲရှေးမြန်မာကြီးတွေကဒီအာယုံ6ပါးကိုအစင်းမျိုးမျိုးအတန်မျိုးမျိုးအနက်အမျိုးမျိုးအရသာအမျိုးမျိုးတွေးထီးစရာအမျိုးမျိုးတွေးခေါ်စရာကြံစီစရာစိတ်ကူးစရာအမျိုးမျိုးလို့ဘာသာမပြန်ဘဲနဲ့ခက်လွယ်လွယ်ရူပါယုံတတ္တယုံခန္ဓာယုံရတ္တယုံဖောဓဘာယုံဓမ္မယုံဆိုပြီးတော့ပါဠိအတိုင်းပဲဘာသာပြန်ထားကြပါတယ်စေတသိက်ဆိုတာဘာလဲစိတ်နဲ့စေတသိက်ကိုဘယ်လိုခွဲမလဲမြန်မာဝါဟာရထဲမှာစိတ်ကိုပဲအတိများတယ်စေတသိက်ဆိုတာကစေတတိကဆိုတဲ့ပါဠိရင်းကိုမြန်မာကမွေးစားပြီးတော့စေတသိက်လို့ခေါ်လိုက်တာပဲအဲ့ဒီတော့စေတတိကဆိုတဲ့ပါဠိကိုမြန်မာလိုမွေးစားလိုက်တဲ့အခါကျတော့စေတသိက်ဒါဝါဟာရသူ့ဝါဟာရအတိုင်းပဲစေတသိက်ကိုဘာသာပြန်ပါဆိုရင်ရိုးရိုးပါဠိဆန်ဆန်ပြန်တာကတော့စိတ်၌မြည်၍ဖြစ်သောသဘောတရားလို့ပြန်ကြပါတယ်စိတ်၌မြည်၍ဖြစ်တဲ့သဘောတရားဆိုတော့စေတသိက်ရဲ့အဓိပ္ပာယ်ကဒီလောက်နဲ့မရိုးရှင်းသေးပါဘူးစိတ်ကိုမှီပြီးဖြစ်တဲ့သဘောတရားလေးတွေရှိတယ်လို့ကိုယ်စိတ်ကိုပြန်ကြည့်တဲ့အခါစိတ်ကိုတော့သိတယ်စိတ်၌မြည်တဲ့သဘောတရားစေတသိက်ကိုတော့ကိုယ်စိတ်ထဲမှာဘာတွေမြည်တယ်ဆိုတာမသိတာဘူးအဲ့ဒီတော့စိတ်ကိုသိပြီးကိုယ်စိတ်မှာမြည်ပြီးဖြစ်တဲ့သဘောတရားဟာဘာသဘောတရားလဲဆိုတာမသိတာတဲ့အတွက်ဒီပါရာပြန်ခြင်းဟာတကယ်နားလဲတဲ့ပါရာပြန်ခြင်းမဖြစ်နိုင်ပါဘူးတကယ်ကတော့စိတ်ကိုချဲလဲတဲ့တရားကိုစေတသိက်လို့ခေါ်ပါတယ်စိတ်ဆိုတာအာယုံကိုသိတဲ့သဘောတရားကလေးပါပဲအာယုံကိုသိတဲ့သဘောတရားစိတ်ကိုစေတသိက်ကချဲလဲပြီးတယ်ရူပါယုံအစင်းကိုစိတ်ကသိတယ်စိတ်ကအစင်းကိုသိယုံသိတာအဲ့ဒီအစင်းကိုသိပြီးတော့လာတာလေးကိုလိုချင်တာကစေတသိက်လိုချင်တဲ့ခါကျတော့ရအောင်လုပ်ယူတယ်စိတ်ဆိုတာပထမတော့အာယုံကိုသိတယ်အာယုံကိုသိတယ်ဆိုတဲ့သဘောကဖြူစင်တဲ့သဘောတရားပဲဖြစ်ပါတယ်သိတယ်တာမညာပဲအာယုံကိုသိလိုက်တဲ့သဘောတရားပဲဒီအာယုံကိုတွေးလိုက်တဲ့အခါကျတော့လိုချင်တယ်မလိုချင်ဘူးချစ်တယ်မုန်းတယ်ဒါတွေပေါ်လာတယ်အဲ့ဒီချစ်တယ်မုန်းတယ်လိုချင်တယ်မလိုချင်ဘူးဆိုတာတွေကစေတသိက်တွေပဲဖြစ်ပါတယ်အဲ့ဒီတော့ဖြူစင်တဲ့စိတ်ကိုစေတသိက်ကခြေလှလိုက်တဲ့အခါဒါကိုလိုချင်တယ်မလိုချင်ဘူးချစ်တယ်မုန်းတယ်ဒီလိုစေတသိက်တွေဖြစ်လာတယ်စိတ်၌မီ၍ဖြစ်တဲ့တရားဆိုတာမီယုံနဲ့မကဘူးစိတ်ကိုမီပြီးတော့စိတ်ကိုခြေလှလိုက်သေးတယ်ဒါကြောင့်မို့လေဒီဆရာတော်ကစိတ်၌မီတွေစိတ်ကိုခြေမတ်ဖွယ်စေတသိက်လို့ရှေ့ကဘာသာပြန်ခဲ့တဲ့ဆရာတော်ရဲ့နီလန်မလို့ရအောင်စိတ်၌မီတဲ့သဘောတရားမှန်လေသိအောင်
စိတ်၌မိတွဲစိတ်ကိုမိယုံတယ်မကဘူးစိတ်ကိုချဲလဲတယ်ဆိုတာလည်းသိအောင်ဘာသာပြန်ဆက်ဆိုထားတာဖြစ်ပါတယ်အမှန်ကစိတ်ရဲ့မူရင်းကဖြူစင်းတဲ့သဘောတရားပဲစစ်တရိတ်တွေဝင်လာတဲ့အခါကျမှကောင်းတဲ့စိတ်မကောင်းတဲ့စိတ်တွေဖြစ်လာတယ်အများအားဖြင့်ကလေးငယ်တွေစိတ်ကောင်းသဘောကောင်းရှိတယ်လို့ပြောကြတယ်အဲ့ဒါလို့စိတ်ကောင်းသဘောကောင်းရှိတာကစစ်တရိတ်တွေရဲ့အခြေလှမှုကိုသူတို့ကသိမခံရသေးဘူးသိမခံရသေးတော့သူတို့မှာဖြူစင်တဲ့စိတ်ရှိတယ်အများကောင်းကျိုးဆောင်ရွက်ခြင်းတဲ့စိတ်တို့အများကိုချမ်းသာစေခြင်းတဲ့စိတ်တို့တိုင်းရိုးပြည်ကျိုးကိုကူညီဆောင်ရွက်ပေးခြင်းတဲ့စိတ်တို့အသက်ကိုစွန့်မယ်ဆိုတဲ့စိတ်မျိုးဖြူစင်တဲ့စိတ်တွေရှိနေတယ်အတန်ရှင်းဆုံးအရွယ်ကတော့မွေးစားကလေးလေးတွေပဲသူတို့မှာစစ်တရိတ်တွေတိတ်မရှိသေးဘူးကလေးတွေကိုလူတွေကမြင်ရင်ချစ်ကြတယ်နည်းနည်းကြီးလာလို့ရှိရင်သိချစ်စရာမကောင်းတော့ဘူးကလေးလေးအရွယ်ကချစ်စရာကောင်းတယ်ဘာဖြစ်လို့လဲသူတို့ကဖြူစင်နေတာကိုသူတို့ကသူများကိုမနာလိုတဲ့စိတ်တို့မကောင်းကြံကျင်တဲ့စိတ်တို့တိတ်မရှိဘူးစစ်တရိတ်တွေရဲ့ခြေလှမ်းမှုကိုတိတ်မရှိသေးတော့စိတ်ကဖြူစင်နေတာကိုလူပြပေါက်လေးဖြစ်လာလို့ရှိရင်နည်းနည်းပွေလာတယ်စစ်တရိတ်တွေကတော်တော်ခြေလဲလာတယ်အသက်30ကျော်40အရွယ်ရောက်ပြီးဆိုတော့ခြေလဲတဲ့စစ်တရိတ်တွေကတော်တော်များလာတယ်ဒါကြောင့်မို့ရှေးကပြောကြတယ်ကြီးလေချင်းလေတဲ့လူဟာကြီးလေချင်းလေဆိုတာဒီလိုသဘောတရားတွေကိုနားမလဲပဲစိတ်အတိုင်းသာပြစ်ထားမယ်ဆိုရင်စစ်တရိတ်တွေရဲ့နောက်ရှင်းမှုကိုခံကြရပါမယ်လူဟာပြုပြင်လို့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ပင်ကိုယ်စိတ်ကလူတိုင်းဟာလူကောင်းကြီးပဲအမေမွေးတုန်းကလူတွေဟာလူကောင်းလေးတွေပဲလူကောင်းလေးတွေကနေပြီးဘာဖြစ်လို့လူဆိုးလေးတွေဖြစ်သွားသလဲဆိုတော့စစ်တရိတ်တွေရဲ့ခြေလှမ်းမှုကိုခံရပြီးအဖေအမေမိတ်ဆွေအပေါင်းအသင်းစတဲ့ပတ်ဝန်းကျင်ကမကောင်းတဲ့စိတ်ကိုမထိန်နိုင်တဲ့လူငယ်တွေကပျက်စီးသွားရတာဖြစ်ပါတယ်ပျက်စီးသွားတာကိုပြန်ပြင်လို့ရပါတယ်စိတ်ထဲမှာမကောင်းတဲ့စစ်တရိတ်တွေကိုပယ်ဖြစ်လိုက်ပြီးကောင်းတဲ့စစ်တရိတ်တွေပြန်သွင်းပေးလို့ရှိရင်လူကောင်းဖြစ်သွားတာပဲဒါကြောင့်လူငယ်တွေဆိုးတယ်လို့ပြောနေကြမယ်စားဆိုးတယ်ဆိုတဲ့စစ်တရိတ်တွေကိုပြုပြင်ပေးတဲ့လူတွေမြန်မာပြည်မှာတော်တော်များများရှိဖို့လိုပါတယ်မြန်မာပြည်မှာလူငယ်လူရွယ်တွေစိတ်ကောင်းသဘောကောင်းဝင်အောင်လုပ်ပေးတဲ့အသင်းတွေအစိုးရအနေနဲ့မဟုတ်ဘဲဘာသာရေးအတွင်းလူမှုရေးအဖွဲ့တွေလူတွေကိုကောင်းအောင်ပြုပြင်ပေးတဲ့အသင်းအဖွဲ့တွေအများကြီးရှိဖို့လိုပါတယ်စိတ်ဆူတာပဂတိကကောင်းတာကြီးပါပဲစိုးတင်နေတဲ့လူတယောက်ကိုသွားမေးကြည့်ပါသူဟာအားလုံးကောင်းစားစေခြင်းတယ်သူ့ကိုယ်သူလည်းကောင်းစေခြင်းတယ်ဒါပေမဲ့သူ့မှာစိုးနေတဲ့သဘောတရားကစိုးတဲ့ပတ်ဝန်းကျင်တွေစစ်တရိတ်တွေရှိနေလို့ပါပဲစိတ်ကိုကောင်းအောင်ချဲလဲတဲ့စစ်တရိတ်ပေါင်းကဘယ်လောက်ရှိတယ်စိုးအောင်ချဲလဲတဲ့စစ်တရိတ်ပေါင်းကဘယ်လောက်ရှိတယ်ကောင်းတဲ့ဘယ်လဲလိုက်မကောင်းတဲ့ဘယ်လဲလိုက်တဲ့နှစ်ပဲရစစ်တရိတ်ပေါင်းကဘယ်လောက်ရှိတယ်ဆိုတာကိုဆက်ပြီးသင်ပြသွားပါမယ်စိတ်နဲ့စစ်တရိတ်ကိုဥပမာပေးရင်စိတ်ကရေနဲ့တူတယ်စစ်တရိတ်ကအယောင်ပါတဲ့စိတ်နဲ့တူတယ်ရေတွေကအယောင်မရှိဘူးရေတွေကိုဆေးအနီရောင်ထည့်လို့ရှိရင်ရေကหนีသွားတယ်အဖြူရောင်ထည့်လိုက်လို့ရှိရင်ဖြူသွားမယ်အဝါရောင်ထည့်လိုက်လို့ရှိရင်အဝါအနှက်ရောင်ထည့်လိုက်ရင်အနှက်ဖြစ်သွားမယ်အဲ့ဒီတော့ရေကိုအယောင်မျိုးဆိုးလို့ရတယ်လို့ပဲစိတ်ကိုလည်းအယောင်မျိုးဆိုးလို့ရပါတယ်